အားလုံးပဲမင်္ဂလာနံနက်ခင်းပါဂေယုနာတော်သည်နံနက်တိုင်းအသက်ဖြစ်သည်လို့ဆိုထားတဲ့အတိုင်းဒီနေ့မနက်ခင်းမှာလည်းအသက်တော်ဂေယုနာတော်နဲ့အတူဘုရားသခင်နဲ့အစပြုနိုင်ဖို့ Start Your Day with God ရဲ့ Drops of Light အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဖတ်ပြပေးမယ့်အကြောင်းအရာကတော့မာနကိုရှောင်နှိမ့်ချခြင်းကိုဆောင်တဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ခရိယန်တယောက်အနေနဲ့နှိမ့်ချခြင်းဆိုတာကျမတို့ရဲ့ယုံကြည်ခြင်းမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ဒါပေမဲ့နှိမ့်ချခြင်းရဲ့အတိတ်ပဲကိုကျမတို့တကယ်နားလည်ပါသလား။နှိမ့်ချခြင်းဆိုတာကိုနှိမ့်ချတာကိုယ့်ရည်ချင်းတွေကိုလျှော့တွက်တာဒါမှမဟုတ်ကိုအသုံးမကျဘူးလို့ထင်တာမျိုးမဟုတ်ပါဘူး။စစ်မှန်တဲ့နှိမ့်ချခြင်းဆိုတာဘုရားသခင်ရှိမှကိုယ်ဘယ်လိုလဲဆိုတဲ့အရာကိုနားလည်ပြီးဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ခွန်အားကိုအသိမှတ်ပြုခြင်းပဲဖြစ်ပါတယ်။ကျမတို့ရဲ့စိတ်ထဲမှာမာနဆိုတာအမြင့်တွယ်နေတတ်ပါတယ်။ကိုမြင့်မြတ်အောင်လုပ်ချင်တာသူများထက်သားချင်တာအသိမှတ်ပြုခံချင်တာတွေဟာမာနရဲ့လက္ခဏာတွေပါ။ပြောရရင်မာနဆိုတာကိုတခြားသူတွေထက်သာတယ်လို့ထင်တဲ့စိတ်ပါ။ဒီမာနစိတ်တွေကြောင့်ဘုရားသခင်နဲ့ဝေးကွာစေပြီးတခြားသူတွေနဲ့လည်းဆက်ဆံရေးကိုပြပြစေပါတယ်။နှိမ့်ချခြင်းကတော့ဒီမာနစိတ်ကိုဖယ်ရှားပြီးတခြားသူတွေကိုကိုယ်ထပ်တာတယ်လို့မြင်နိုင်တဲ့စိတ်ထားပါ။ယေရှုခရစ်တော်လိုပဲအစေခံတူရဲ့စိတ်ထားနဲ့သူတစ်ပါးကိုအစေခံခြင်းနဲ့စိတ်ဆန္ဒရှိတာဟာနှိမ့်ချခြင်းရဲ့အဓိကလက္ခဏာရဲ့တစ်ခုပါ။စစ်မှန်တဲ့နှိမ့်ချခြင်းရဲ့အကောင်းဆုံးပုံသက်သေကိုကျမတို့ရဲ့သခင်ယေရှုခရစ်တော်မှာတွေ့နိုင်ပါတယ်။ကိုရောဟာဖျားသားဖြစ်ပေမဲ့လူစားတီကိုနှိမ့်ချစွာခံယူပြီးကျမတို့အားလုံးရဲ့အဖြစ်တွေကိုရွေးနှုတ်ဖို့လောက်ဝါကတိုင်မှာအသေးခံခဲ့ပါတယ်။ကိုရောဟာလောကီစည်းစိမ်ဥစ္စာတွေကိုမရှာဖွေခဲ့ပါဘူး။တပည့်တော်တွေရဲ့ခြေထောက်တွေကိုစီးကြောပေးခဲ့ပြီးအစေခံတူးလိုပြုမှုခဲ့ပါတယ်။ကိုရောရဲ့နှိမ့်ချမှုကကျမတို့အတွက်လိုက်လျှောက်ရမယ့်စံနမူနာတစ်ခုပါပဲ။ငါသည်သခင်ဖြစ်လျက်အရှင်ဖျားလည်းဖြစ်လျက်နဲ့သင်တို့၏ခြေကိုဆေးတယ်။သင်တို့သည်အချင်းချင်းတို့၏ခြေကိုဆေးရကြမည်လို့ယောဟန်ခန်းကြီး73အခန်းငယ်14မှာအခုလိုပဲဖော်ပြခဲ့ပါတယ်။နှိမ့်ချတဲ့သူဟာကိုဗဟုမပြုပါဘူး။ကိုယ့်ရဲ့အသက်တာအရေးချင်းတွေနဲ့အောင်မြင်မှုအလုံးဟာကိုယ့်ရဲ့တက်ဆွမ်းနိုင်မှုကြောင့်မဟုတ်ပဲဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်တယ်ဆိုတာကိုနားလည်ပါတယ်။နှိမ့်ချခြင်းဟာခက်ခဲတဲ့အရာဖြစ်နိုင်ပေမဲ့သူ့ရဲ့အကျိုးကျေးဇူးတွေကကြီးမားပါတယ်။ကျမတို့နှိမ့်ချတဲ့အခါဘုရားသခင်ရဲ့အလိုတော်ကိုပုံမသိမြင်လာပြီးကိုယ်တော်နဲ့ပုံမနီးစပ်လာပါတယ်။မာနကိုဖယ်ရှားပြီးနှိမ့်ချတဲ့အခါစိတ်ထဲမှာငြိမ်သက်ခြင်းကိုတွေ့ကြုံရပါတယ်။ကိုယ်ပိုင်အားနည်းချက်တွေကိုအသိမှတ်ပြုပြီးနှိမ့်ချတဲ့အခါဖခင်သခင်ရဲ့ကျေးဇူးတော်အပြင်တိုးတက်ပြောင်းလဲနိုင်ပါတယ်။စစ်မှန်တဲ့နှိမ့်ချခြင်းကိုကျမတို့ရဲ့နှလုံးသားထဲမှာအမြင့်တွယ်ခွင့်ပြုခြင်းဖြင့်ဖခင်သခင်ရဲ့ကောင်းချီးမင်္ဂလာတွေနဲ့ငြိမ်သက်ခြင်းကိုတွေ့ကြုံခံစားရမှာပါ။စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး9အငယ်3ကိုချီးမြှောက်သောသူမည်သည်ကားနှိမ့်ချခြင်းသို့ရောက်လက်တတ်ကိုနှိမ့်ချသောသူမည်သည်ကားချီးမြှောက်ခြင်းသို့ရောက်လက်တတ်ဟုမိန့်တော်မူ၏ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး14အငယ်17အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေယေရှုခရစ်နာမ၌အာမင်